ကျွန်တော်မင်္ဂလာပါကျွန်တော် Lowest Farming Channel စီစဉ်ပုံမှန်တက်ဆက်နေတယ်ရွှေကွင်းဖြစ်ပါကျွန်တော်ဒီနေ့တက်ဆက်ပေးရှင်တဲ့ video လေးပေါ့နော်ကျွန်တော်တို့ဒီအောင်လားအန်ဆန်လို့ပေါ့နော် American ရောက်ကရင် MMA fighter လေးကုထူးရပေါ့နော်မင်းညကကျွန်တော်တို့ Cup fighter ကိုပထမအချိန်မှာတင်ချုပ်ပွဲနဲ့နိုင်ပွဲရသွားခဲ့တဲ့ပွဲလေးပဲဖြစ်ပါဆိုအခုသူ့ရဲ့ကုထူးရဲ့ပွဲလေးကိုကျွန်တော်တို့ချက်လောက်တူကြည့်ရအောင်ဆိုကုထူးသူက MMA မှာလောလောဆယ်ရှုံးဖို့မရှိသေးဘူးနော်နိုင်ပွဲတွေပဲဆက်နေတာချိန်မှာကုထူးတဲ့ဖြစ်လာနေတဲ့ fighter လေးနော်သူပြန်ဘက်က American နဲ့တွေ့ရ SM swing sim နဲ့ကပ်ပြီးပဲတကတော့ညလုံး26နဲ့ပဲဒါတော့ကုထူးရဲ့ပြန်မဲ့ sim နဲ့နော်ကုထူးပေါ်ရတော့နော်အပေါ်ပိုင်းတော်ကြီးရနော်ဝိုင်းတော်ကြီးရခေါင်းတော့စားပါပြီသူစတဲ့အောက်ချစ်ခရီးကနေကုထူးသူ့ဘက်ကလည်းချုပ်တယ်နော်ကုထူးကိုရီးနဲ့ကုထူးချုပ်တူနဲ့တိုက်တယ်ကုထူးချုပ်တူနဲ့တော့ရှော့တိုက်တယ်ထိတ်တောင်းလောက်သွားတယ်ကုထူးမောင်းပိုစီရင်ရထားတယ်ကလက်တင်ချုပ်ဖို့ကြိုးစားနေနော်ကုထူးကလက်တင်ချုပ်ဖို့မျိုးနဲ့ထိတ်တောင်းလို့တော့တန်တာပဲဒီကအိုးကလက်တင်ချုပ်မိပြီကလက်တင်ချုပ်မိပြီကဲပထမချင်ပါတယ်ကလက်တင်ချုပ်မိပြီနော်ကလက်တင်ချုပ်မိပြီသားကြီးတော့ဒီဘက်ကဖြူဖို့ကြိုးစားနေတယ်ကလက်တင်ချုပ်ပြီးတော့ကလက်တင်ချုပ်ကတော့တန်တာကတော့ကျင့်နေပါတော့ဖိုးရကလက်တင်ချုပ်မိပြီရှုံးမိသားကြီးကဲပထမချင်ပါတယ်နော်တမဲဖက်တာကိုကလက်တင်ချုပ်နဲ့ကလေးနဲ့ချုပ်ကွက်တယ်နော်အဲ့ဒီချုပ်ကွက်ကလည်းစက္ကန့်အနည်းငယ်ကြာရင်ဟောဖြစ်တော့မိလဲရနော်ကျိုးကိုချုပ်ကွက်လို့ရီနကဲလို့မျိုးပဲကလေးနဲ့ချုပ်ကို तू ကဘက် position မှာမဟုတ်နော်ဒီအရှိတရကနေချုပ်တာနော်ကလေးနဲ့ချုပ်ကိုတော်တန်တယ်နော်ဒီကောင်ကျင့်နေခဏကွာလေကြည့်ပါဦးအစီပဲပရမချီနေတယ်ညလုံးပါတရားမှမရပါနဲ့ဘူးအနိုင်ရသွားတာကုထူးအကြည့်ဘလောက်မှတော့မကြားလိုက်ဘူးပိုရတော့ကျင့်နေပဲဒီရက်ကတော့9 6လောက်ပဲရှိလောက်ပါဒါတော့ကျွန်တော်အောင်လောက်ကွန်လောက်လိုမျိုး American ရောက်မြန်မာအမှန်နေ fighter နော်ကုထူးချိန်မှာသူလေး one championship နာမည် one championship ကအမှန်ကြီးပို့တယ်မလုပ်တော့ဘူးကွာ UFC ရောက်လာရင်တော့မစိုး fan လိုမျိုးNo, I thought this was going to be a 3-round battle. This was a complete stunner, and that's a scary notion when you know what Q2 is. ဒါတော့အောင်လားအဆန်လက်သိနော် American ရောက်မြန်မာ fighter လေးကရင် fighter လေးကုထူးရဲ့ပြတ်မှတ်ကိုပထမချိန်မှာတင်ဘလက်တင်ချုံနဲ့နိုင်သွားခဲ့တဲ့ပွဲလေးပဲဖြစ်ပါဆိုအဆုံးကြည့်ပေးတဲ့တွေ့လာအောင်လို့ကျေးဇူးတင်ပါတယ်ခုလိုစိတ်ဝင်စားကြလို့ပွဲကောင်းတဲ့နေ့စဉ်များပုံမှန်စပ်ပေးတော့ကျွန်တော် YouTube channel လေးကို subscribe လုပ်ပါတယ် subscribe လုပ်တော့ပြကြပါတော့အောင်လို့ကျေးဇူးတင်ပါတယ်